ဒါတော့ဆက်ဆက်ဝင်းတို့ရဲ့ဖျားစီမှာကျမဖျားစီမှာဒီမှာကြည့်ပါဒီမှာနှွေးပင်နေဖျားစီကိုတက်တာပါဒီမှာနှွေးပင်နေကြည့်ပါဒီမှာတက်တာပါနှွေးပင်ဒါကျမဖျားစီမှာနှွေးပင်နေတက်နေတာပါဟိုမှာဖျားစီမှာကျမဖျားစီမှာနှွေးပင်နေတက်နေတာပါကျမဖျားရှိကိုယ်တိုင်ဟိုအိမ်မောင်တွေကစုပ်ထိုးတာစူညာနေတာပဲဖျားစီရတယ်ထိုးတာကျမမြေတာပေးလို့ဆိုလို့ရှိရင်အိမ်တော်တွေကစူညာနေတာပဲကျမတို့ကဆင်းရဲပါလေတနေ့လုံးမှတနေ့စားရတယ်ဒီလိုပါဒီမှာဖျားရှိခိုးတိုင်းမနေ့ပိုင်းကိုကျမအာရုံဆုံးကတ်တယ်နေ့ဆုံးကတ်တယ်ကျမမရှိရကြတဲ့ချွေးနေစားတွေကကျမဖျားကိုဆုံးတော့ကတ်ပါတယ်ဒီမှာနှွေးပေးနေတက်ထားတာကြည့်ကြပါဒီမှာနှွေးပေးနေတာကျမဖျားခြင်းတက်တာပါကျမဖြစ်စေတဲ့ဆန္ဒလေးကျမတို့မိသားစုတွေစုံစုံနဲ့ပျော်ပျော်ပါပါလေးပြည့်စုံနေကြပါလေနေကြပါဒါကျမရဲ့ဖျားခြင်းကျမမရှိပေမဲ့ဖျားကိုတော့အမြဲတမ်းကျမမမေ့ပါဘူးအမြဲတမ်းကျမဖျားကိုမမေ့ပါဘူးဒါနှွယ်ပင်ကြီးပါကျမတို့ဖျားခြင်းမှာနှွယ်ပင်ကြီးတက်နေတာပါအားလုံးကဘာတို့ကဘာသားတွေအားလုံးကျမ်းမှချမ်းသာကြပါစေခုနှစ်သားတို့ကျမ်းမှချမ်းသာကြပါစေစိတ်ဆင်းရဲကိုယ်ဆင်းရဲတဲ့ကေဝေးပြီးစိတ်ချမ်းသာပြီးကိုယ်ကျမ်းမှနဲ့အားလုံးပြည့်စုံကြပါစေကျမ်းမှချမ်းသာကြပါ